ဆိုတာပါဠိစကားဘိုးရံရှိလာလို့ရှိရင်အဲ့ဒီဘိုးရံကိုကြောက်ပြင်းသွားအောင်သုံးဆောင်မယ်ဘိုးရံမပေါ်သေးလို့ရှိရင်မပေါ်လာအောင်စောင့်ကြောက်ကာကွယ်ထားမယ်အဲ့ဒီဒိဋ္ဌိမျိုးကိုပရိတ်ပရိတ်တို့ခေါ်တယ်လို့ပရိတ်ရွတ်တိုင်းပဲဝိရံဒီပြောက်သွားရောလားလို့ဆိုတော့ကမ္မံစေဝဣလေသောကအတ္တတဟနာသာတိနေသာစေအတ္တိတုဏံတမိပရိဒံတံနာရကတိသူကကံကြီးထိုက်နေတယ်ပရိတ်အဆောင်ကြောက်ကိုလိုချင်တဲ့သူကကံကြီးထိုက်နေဥပမာမိဘကိုတတ်ဖူးတယ်ယဟန္တာကိုတတ်ဖူးတယ်အဲ့ဒါလိုပေါ့လေကြီးကျယ်တဲ့ကံကြီးထိုက်နေရင်အဲ့ဒီသူကိုပရိတ်ကမဆောက်ရှောက်ဘူးပြီးတော့သူကမိစ္ဆာဒိဋ္ဌိအယူရှိနေတယ်အဲ့ဒါလိုရှိနေပြန်ရင်လည်းပဲပရိတ်ကမဆောက်ရှောက်ဘူးဒါကပရိတ်တော့နာပါရဲ့ဒါပေမဲ့သိမယုံဘူးအဲ့ဒါလိုမယုံလို့ရှိရင်လည်းပရိတ်ကဒီပုဂ္ဂိုလ်မတောင်းချပါဘူးဒါကရွတ်တဲ့ပုဂ္ဂိုလ်ကဥပ္ပဧကရာကိုမှန်မှန်ကန်ကန်ရွတ်တတ်ရမယ်အတိတ်ပဲကိုကောင်းကောင်းနားလည်ရမယ်ပြီးတော့ပရိတ်နာတဲ့သူအပေါ်မှာတနာတဲ့ကရုဏာစိတ်အကျိုးလိုလားတဲ့မေတ္တာစိတ်အဲ့ဒီစိတ်ထားရမယ်အဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်ဘက်ကလည်းသုံးမှအကြောင်းအင်္ဂါသုံးမှနာတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအကြောင်းအင်္ဂါသုံးမှဒီပရိတ်တော်ဟာဆိုင်ရာအပြစ်တွေကိုကာကွယ်ပြီးတော့သိနိုင်ရဲ့တဲ့ဒါကြောင့်ပရိတ်ရွတ်တဲ့အခါပရိတ်နာတဲ့အခါရွတ်တဲ့ပုဂ္ဂိုလ်ရဲ့အရေးအချင်းဥပ္ပဧကရာမမံကံနဲ့အနဲ့တိပဲနားလဲလို့ဒါကအနဲ့တိပဲနားလဲတဲ့အပြင်မေတ္တာနဲ့ကရုဏာနဲ့သနာတောက်ကြောက်လို့ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ရမယ်နားတဲ့ပုဂ္ဂိုလ်ကလည်းမိမိမှာအပြစ်ကြီးတွေမရှိဘူးဆိုရင်ယုံကြည်ကြည်နဲ့နားရမယ်အဲ့ဒါလို့ဆိုရင်ဒီပရိတ်တော်ကတောင်းတပါတယ်